ကြောင်ချစ်သူတိုင်းတည်ထားတဲ့အရေးကြီးဆုံးကိစ္စတစ်ခုကတော့မိမိတို့ရဲ့ကြောင်လေးတွေကိုသားကြောဖြတ်ပေးဖို့ပဲဖြစ်ပါတယ်။အချို့ကလည်းတနာလို့ဆိုပြီးမလုပ်ချင်ကြဘူး။ဒါပေမဲ့တကယ်တမ်းကျတော့ဒါဟာကြောင်လေးတွေရဲ့ကျန်းမာရေးနဲ့ကျမတို့ပတ်ဝန်းကျင်တန့်ရှင်းရေးအတွက်အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ကြောင်လေးတွေအရွယ်ရောက်လာပြီဆိုရင်သူတို့ရဲ့တဘာဝအရာအိမ်ပြင်ထွက်ပြီးအဖော်ရှာတတ်ကြပါတယ်။အဲ့ဒီခါမှာအပြင်ကကြောင်တွေနဲ့ကြိုက်တာယောဂကူးစက်တာတွေဖြစ်နိုင်ပါတယ်။နောက်ပြီးအိမ်ထဲမှာလည်းအနက်အသက်ဆိုးတဲ့စီးတွေနဲ့နေရာအနှံ့ပန်းတက်ကြလို့အိမ်တန့်ရှင်းရေးအတွက်တော်တော်လေးစိတ်ညစ်ရပါတယ်ဟုတ်။ဒီပြဿနာတွေကိုဖြေရှင်းဖို့အကောင်းဆုံးကတော့သားချောဖြတ် sterilization ပေးတာပါပဲ။တအိမ်ရောင်တာနဲ့ကင်ဆာယောဂဖြစ်ပွားမှုကိုလျှော့ချပေးနိုင်လို့ကြောင်လေးတွေအသက်ရှည်ရှည်နေနိုင်ပါတယ်။သားကြောဖြတ်ပြီးရင်ကြောင်လေးတွေဟာအိမ်ထဲမှာစီးပါးနာမျိုးမလုပ်တော့သလိုအပြင်ကိုလည်းတိတ်မထွက်ချင်တော့ပါဘူး။ဒါကြောင့်အိမ်ထဲမှာအနံ့အသက်ကင်းပြီးအမြဲတန့်ရှင်းနေမှာပါ။ဒါအပြင်သားကြောဖြတ်ပြီးတဲ့နောက်မှာတော့ကြောင်လေးတွေဟာအရင်လိုအပြင်ထွက်ဖို့ပဲစိတ်မစောတော့ပဲသူ့ကိုယ်သူပြန်ပြီးတန့်ရှင်းရေးလုပ်တာအမွေးအမြင်အလှပြင်တာတွေပိုလုပ်လာပါလိမ့်မယ်။အရင်လိုညစ်ပတ်ပြီးရီမနေတော့ပဲအမြဲတမ်းတန့်တန့်ပြန်ပြန်နဲ့ချစ်စရာပိုကောင်းလာမှာပါရှင်။အထီးဖြစ်ဖြစ်အမဖြစ်ဖြစ်နှမျိုးလုံးကိုသားကြောဖြတ်ပြီးဖို့တူအရေးကြီးပါတယ်။ကျမတို့ကြောင်လေးတွေကအပြင်ထွက်ပြီးအိမ်ကြီးချင်းအိမ်တွေမှာတွားရောက်စီးပန်းတာမျိုးမလုပ်တော့တဲ့အတွက်ပတ်ဝန်းကျင်ကလူတွေနဲ့လည်းအဆင်ပြေစေပါတယ်။အိမ်နီးနားချင်းတွေအတွက်လည်းစိတ်အနှောက်အယှက်မဖြစ်စေတော့ဘူးပေါ့။ဒါကြောင့်မို့လို့ချီရတဲ့ကြောင်လေးတွေကျန်းမာဖို့နဲ့ကျမတို့ရဲ့အိမ်လေးတန့်ရှင်းတာရဖို့အတွက်သားကြောဖြတ်ပြီးဖို့တိုက်တွန်းချင်ပါတယ်။ဒီဗီဒီယိုလေးကဘ ഹു တူတာရစေတယ်ဆိုရင် like နဲ့ share လေးလုပ်ပေးသွားပါဦးနော်။နောက်ထပ်လေးကြောင်လေးတွေအကြောင်းနဲ့ပတ်သက်တဲ့ဘ ഹു တူတာတွေကိုဆက်လက်မျှဝေပေးသွားမှာမို့ follow လုပ်ထားဖို့မမေ့နဲ့ဦးနော်။ကျေးဇူးတင်ပါတယ်ရှင်။